ဒီနေ့လေကူမြို့မဟာဝိဟာရကျောင်းတိုက်မှာပုရိမဝါဆိုဝါကတ်တော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်တို့အားဝါဆိုသင်္ကန်းစက္ကက်လူတန်းပွဲအခမ်းအနား၌ဟောကြားအပ်သောမြင့်မြတ်သောကထိန်တရားဒေသနာတော်တရားကောင်းစဉ်ကိုမြင့်မြတ်သောကထိန်လို့နာမည်ပေးထားတယ်ကထိန်သင်္ကန်းအလှကိုမြင့်မြတ်သောအလှလို့မြင့်မြတ်သောသင်္ကန်းအလှလို့ဒီလိုပြောကြတယ်ကျမ်းဂန်ထဲမှာကထိဏစီဝရဏနာမအတိဥက္ကဋ္ဌံဆိုတာကျမ်းဂန်ထဲမှာရှိတယ်ကထိန်သင်္ကန်းဆိုတာအလွန်မြင့်မြတ်တဲ့သင်္ကန်းဖြစ်ရမယ်အဲ့ဒါကအကြောင်းရှိတယ်ကထိန်သင်္ကန်းကိုဘာဖြစ်လို့မြင့်မြတ်တဲ့သင်္ကန်းလို့ပြောတာလဲရိုးရိုးမြင့်မြတ်တာမဟုတ်ဘူးအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ဥက္ကဋ္ဌဆိုတာမြင့်မြတ်တယ်အတိဆိုတော့အလွန်မြင့်မြတ်တဲ့သင်္ကန်းဇာပေထဲမှာကထိန်သင်္ကန်းနဲ့ဆက်ပြီးတော့တန်ဃာတော်များဘက်ကလိုက်နာရမယ့်အပိုင်းတရားဓမ္မတို့လိုက်နာရမယ့်အပိုင်းကိုပြောထားတယ်ရှေးဥစွာတန်ဃာတော်များရဲ့အခန်းကဏ္ဍကိုပြောကြရအောင်ဘာဖြစ်လို့ဒီကထိန်သင်္ကန်းကမြင့်မြတ်တယ်လဲဆိုတော့ကထိန်သင်္ကန်းသည်အာကာသတော်ဩတိဏသရိတမေဝကောင်းကင်ကကြလာတဲ့အဝတ်နဲ့တူရမယ်ဆိုလိုတာကသူ့အလိုလိုဖြစ်တဲ့သင်္ကန်းဖြစ်ရမယ်သူ့လိုလိုဖြစ်တဲ့သင်္ကန်းဖြစ်ရမယ်မိုးဘဝနေကြလာတယ်လို့မျိုးသူ့လိုလိုဖြစ်ရမယ်အရေးနမိတ်ပြလို့မရဘူးပရိယေစကားပြောလို့မရဘူးတောင်းလို့မရဘူးကိုအမေဖြစ်ပါစေယဟန်တက္ကဒကမတွေဖြစ်ပါစေကျောင်းတက္ကဒကမတွေဖြစ်ပါစေပစ္စည်းလေးပါးတက္ကဒကမတွေဖြစ်ပါစေမပြောကောင်းဘူးဦးဇင်းတို့ကျောင်းမှာကထိန်လူရှင်မရှိသေးဘူးတက္ကကြီးတို့ကထိန်ခင်းပါလားမပြောရဘူးမပြောရဘူးပစ္စည်းလေးပါးတက္ကဒကမဖြစ်ပါစေမပြောရဘူးကိုအမေအရင်ခောက်တောင်မှမေတော်ကြီးဒီနေ့ကျောင်းမှာကထိန်ခင်းပါလားမပြောရဘူးတခြားအချိန်မှာဆိုလို့ရှိရင်တော့ပြောလို့ရတယ်မိမိဆွေမျိုးတွေပစ္စည်းလေးပါအလူခံဖို့ဖိတ်ထားတဲ့တရားဓမ္မတွေပြောပြလို့ရတယ်ကိုအလိုရှိတာကိုအလူခံလို့ရတယ်တောင်းလို့ရတယ်ဒါပေမဲ့ကထိန်ကြတော့ပြောလို့ကိုမရတာအမေအရင်တောင်မှပြောမရဘူးဆိုတော့တခြားပုဂ္ဂိုလ်ဆိုရင်ပြောစရာမလိုတော့ဘူးပေါ့ဒါကြောင့်အတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ကထိန်ဘသူပယောဂမှမပါဘူးဘသူပယောဂဆိုတာဘုန်းကြီးပယောဂမပါဘူးလို့ပြောတာဘုန်းကြီးပယောဂမပါစေရဘူးပရိယေနဲ့လည်းမပြောရဘူးဟာတခါကြီးကထိန်ဆိုတာအမြတ်တာနော်ကထိန်ဆိုတာအတော်မြတ်တယ်တခါကြီးတို့ကထိန်လှူသင့်တယ်တခါကြီးလှူရင်ကုသိုလ်တွေအများကြီးရမှာမပြောရဘူးကထိန်လှူခြင်းလာအောင်လို့ဆွဲတရားမဟောကောင်းဘူးတရားဓမ္မတို့တတိပြုနော်အသိဉာဏ်နဲ့တဲ့တရားဓမ္မတွေကအဲ့လိုဆွဲတရားတွေဟောရင်အဟုတ်အောက်မေ့နေတတ်တယ်ယဟန်ဆိုတာအဲ့လိုမျိုးဆွဲတရားတွေမဟောရဘူးလူချင်းလာအောင်ဆွဲတရားမဟောရဘူးကထိန်ဆိုတာမြတ်တယ်တခါကြီးတို့လူသင့်တယ်ကထိန်လူရင်အကျိုးများတယ်ကုသိုလ်တွေအများကြီးရမှာနော်လို့
အဲ့လိုပရိယေကထာမပြောရဘူးနော်တော့နိမိတ်ဆိုတာရှိသေးတယ်ဟာတခါကြီးဒီအဝတ်ကလေးကကောင်းတယ်နူးညံ့နေတာပဲဒီသင်္ကန်းနဲ့သာဒီပိဿနဲ့သာကထိန်ခန့်လိုက်ရရင်ကောင်းပါပဲအရေးနိမိတ်ပြတာနော်ဒီအဝတ်နဲ့ကထိန်ခင်းရရင်ကောင်းပါပဲလို့အရေးနိမိတ်တွေမပြရအောင်ဟာဒီအဝတ်နဲ့ကထိန်ခင်းမယ်လို့ဒါနဲ့ကထိန်ခင်းတဲ့တယ်လို့မပြောရအောင်နော်ဒါကြောင့်မိုးကြကထိန်လို့ပြောကြတာကိုနော်တချို့ကမိုးကြကထိန်ဆိုရင်အဓိပ္ပာယ်တစ်မျိုးယူကြတယ်မိုးကြကထိန်ဆိုတာကထိန်အားလုံးပဲနော်ကထိန်အားလုံးဒီမိုးကြကထိန်ဖြစ်ရမှာကြီးပဲဘာဖြစ်လို့မိုးကြကထိန်ခေါ်တယ်လဲမင်းဘုန်းကြီးပယောကမပါစီရအောင်တိုက်ရိုက်တော်၎င်းတဲဝါရည်တော်၎င်းလုံးဝမပါစေရဘူးဘုန်းကြီးပယောကပါသွားလို့ရှိရင်အဲ့ဒါမအပ်ဆက်တော့ကထိန်သင်္ကန်းမဖြစ်တော့နော်ကထိန်သင်္ကန်းမဖြစ်တော့ဘုန်းကြီးပြောလို့လှူရပါတယ်ဆိုရင်အဲ့ဒါမြင့်မြတ်တဲ့ကထိန်သင်္ကန်းအလှူမဖြစ်တော့ဘူးပေါ့ဒါဘုန်းကြီးဘက်ကလိုက်နာစရာအပိုင်းပဲနော်ဒါဘုန်းကြီးဒီတိုက်ရိုက်ဖြစ်စေတဲဝါရည်ဖြစ်စေတက္ကရာကမတွေသင်္ကန်းလှူအောင်ကထိန်သင်္ကန်းလှူအောင်မပြောရဘူးလို့နားလည်ကြမှာဖြစ်တယ်အဲ့ဒါကြောင့်ကထိန်သင်္ကန်းကိုအလွန်မြင့်မြတ်တဲ့ကထိန်လို့ပြောတာကထိနာဇီဝရဏနာမအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ကထိန်သင်္ကန်းဆိုတာဘုန်းကြီးပယောကမပါဘူးလို့ဆိုလိုတယ်ဘုန်းကြီးပယောကမပါလုံးဝမပါတိုက်ရိုက်လည်းမပြောနဲ့တဲဝိုက်လည်းမပြောနဲ့အဲကြောင့်ကျိုးတက္ကရာကမတွေလာလျှောက်ကြတာရှိတယ်ရှင်မြတ်တပည့်တို့နေတွေကိုခကြီးသွားတဲ့အခါကျိုးဘုန်းကြီးတွေကပြောတယ်တက္ကကြီးဒီနှစ်ကျိုးတို့ကြောင့်ကထိန်မရသေးဘူးဒါမျိုးတွေတွေ့ဝိုက်ပြောတယ်ပေါ့နော်ကျိုးတို့ကြောင့်ကထိန်မရသေးဘူးကိုကမေးလို့ပြောတယ်ဆိုရင်တော့ပြောကောင်းတယ်ပေါ့ဒီအရှင်များတို့ကြောင့်အခင်းရှင်ရှိပြီလားဖေရလို့မေးရင်တော့ပြောလို့ရတယ်ပေါ့မမေးသေးဘူးနော်ကျိုးတို့ကြောင့်ကထိန်လူရှင်မရှိသေးဘူးခင်ဗျားတို့ခင်းမလားဒါမျိုးတွေမပြောရဘူးပေါ့အဲ့လိုပြောလို့မိမိတို့ကသွားခင်းလိုက်လို့ရှိရင်လေမြင့်မြတ်တဲ့ကထိန်သင်္ကန်းမဖြစ်တော့ဘူးပေါ့ဘုန်းကြီးပယောကပါနေတယ်နိနော်အဲ့တော့ဘုန်းကြီးကခိုင်းလို့နော်ဘုန်းကြီးကတောင်းဆိုလို့ဘုန်းကြီးကမိန်လို့ကထိန်ခင်းရပါတယ်ဆိုရင်အဲ့ဒါဒီမြင့်မြတ်တဲ့ကထိန်သင်္ကန်းအလူမဖြစ်တော့ဘူးပေါ့နော်ဒါကြောင့်စာပေထဲမှာကတိနာဇီရဏနာမအတိဥက္ကဋ္ဌဝတ္တတိဆိုတာကထိန်သင်္ကန်းဆိုတာအလွန်မြင့်မြတ်တဲ့သင်္ကန်းဖြစ်တဲ့လေဒါကြောင့်မာတရံပိဝိညာပေတုံနဝတ္တတိကိုအမေအရင်ခောက်ခောက်ကိုတောင်မှမပြောမိစေနဲ့အမေအရင်ကိုတောင်မှပြောခွင့်မပေးထားဘူးဒါကြောင့်မိုးကြကထိန်ဖြစ်ရတယ်လို့ဆိုလိုတယ်နော်တရားဓမ္မတို့တတိပြုစရာဖြစ်တယ်ကိုမှ knowledge မရှိတဲ့အခါမှာဘုသူဒမရှိတဲ့အခါမှာသူများလိန်နာခံရတတ်တယ်ဒါကြောင့်မြန်မာလူမျိုးတွေကဘာသာရေးနဲ့ချင်းချောင်းရင်ကြောက်တတ်တယ်ဘာသာရေးနဲ့လိန်ရင်လိန်လို့ကောင်းတဲ့လူမျိုးတွေဖြစ်နေတတ်တယ်တတိပြုရမှာဖြစ်တယ်နော်ဒါကြောင့်မအားကြစေနဲ့တရားတွေများများနာစာတွေများများဖတ်ပါမဟုတ်ရင်အလိန်ခံရတတ်ပါတယ်ထို့သဖြင့်ဘာသာရေးနဲ့အလိန်ခံရတတ်တဲ့တတိပြုကြနော်ဤကောင်းပြီဒါကတန်ဃာတော်မဲ့များရဲ့အပိုင်းခန္ဓာနောက်တရားဓမ္မတို့ရဲ့ခန္ဓာတရားဓမ္မတို့ရဲ့ခန္ဓာကကြတော့တန်ခါကိုအာယုံပြုရမှာဖြစ်တယ်ဒါကြောင့်မြင့်မြတ်တဲ့သင်္ကန်းအလှတခြားအချိန်မှာဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ကိုအာယုံပြုလူတန်းလို့ရပြီမဲ့ကထိန်သင်္ကန်းမှာဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုအာယုံပြုလို့မရဘူးယဟန္တာအရှင်သူမြတ်ကြီးဖြစ်နေပါစေကြီးညိုလွန်းလို့ယဟန္တာအရှင်သူမြတ်ကြီးကိုအာယုံပြုပြီးလူပါ၏ဆိုလည်းမရဘူးကထိန်သင်္ကန်းဆိုတာတန်ခါကိုအာယုံပြုမှရမယ်တန်ခါဆိုတာတသနာလုံးမှာရှိတဲ့တန်ခါကိုအာယုံပြုနိုင်ပိုကောင်းတယ်တကဘာလုံးရှိတန်ခါပေါ့ယနေ့တရားဓမ္မတွေလက်ကုမြို့မဟာဝိဟာရကျောင်းတိုက်မှာ
ဝါကတ်တဲ့တန်ဃာတော်တွေကိုကထိန်သင်္ကန်းလှူတယ်ဆိုမှလည်းအာယုံပြုရမှာကသာသနာတစ်ခုလုံးမှာရှိတဲ့တန်ဃာကိုအာယုံပြုရမှာဖြစ်တယ်နော်သာသနာတစ်ခုလုံးမှာရှိတဲ့တန်ဃာအကုန်ကိုအာယုံပြုမှန်းဒီနေရာအနေအချင်းတော့လက်ကုမြို့မဟာဝိဟာရကျောင်းတိုက်လို့ဆိုပေမဲ့အလူခံပုဂ္ဂိုလ်ဒီတန်ဃာတွေမကဘူးသာသနာတစ်ခုလုံးမှာရှိတဲ့တန်ဃာဖြစ်ပါတယ်ယဟန္တာတွေလည်းပါမယ်သောတာပန်တွေလည်းပါမယ်တဂရကအနာဂန်တွေလည်းပါမယ်ပုရုဇဉ်တွေလည်းပါမယ်အကုန်ပါတယ်လို့မှတ်ပါအဲ့ဒါကြောင့်လည်းအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ပေါ့တန်ဃာကိုအာယုံပြုရတဲ့အလှနော်ပုဂ္ဂိုလ်ကိုအာယုံပြုပြီးလူရင်ကထိန်သင်္ကန်းမဖြစ်ဘူးနော်ကထိန်သင်္ကန်းမဖြစ်ဘူးတလကရကမတို့အာယုံပြုစရာတတိပြုစရာအချက်ဖြစ်တယ်အဲ့တော့အဲ့မှာမေးစရာတခုပေါ်လာတာရှင်ဘုရားနော်ကထိန်သင်္ကန်းကိုသာသနာတစ်ခုလုံးမှာရှိတဲ့တန်ဃာကိုအာယုံပြုလူမယ်ဆိုရင်တကဘာလုံးရှိတန်ဃာကိုအာယုံပြုလူမယ်ဆိုရင်အဲ့ကထိန်သင်္ကန်းကိုတကဘာလုံးကိုပေးရမှာလားအာယုံပြုတာကသာသနာတစ်ခုလုံးကိုဆိုပေမဲ့တကဘာလုံးရှိတန်ဃာအလုံးကိုလိုက်ပေးနေစရာမလိုဘူးဝိနည်းစည်းကမ်းအရာမျက်မှောက်တန်ဃာကိုပေးရတာဖြစ်တယ်ပေါ့မျက်မှောက်တန်ဃာဆိုတာလက်ရှိကိုကဒီကျောင်းတိုင်းမှာလှူဒန်းတယ်ဆိုရင်ဒီကျောင်းချိတန်ဃာနဲ့ပဲသက်ဆိုင်တယ်ပေါ့အဲ့ဒါကိုမျက်မှောက်တန်ဃာလို့ခေါ်တယ်အဲ့တော့တန်ဃတ္တဒီမှတန်ဃာကိုလှူပါဤလို့ဆိုပေမဲ့အာယုံပြုတဲ့အခါမှာသာသနာတစ်ခုလုံးကိုအာယုံပြုလိုက်ပေမဲ့ဝေဖန်တဲ့အခါမှာပေးတဲ့အခါကြရင်တော့မျက်မှောက်တန်ဃာကိုပေးရတာဖြစ်တယ်ပေါ့ဒါဝီနည်းရဲ့လူထုံးလုံးဒီလို့ခေါ်တယ်အေးကောင်းပြီဒါကြောင့်အလူရှင်များဘက်ကလိုက်နာစရာကတန်ဃာကိုအာယုံပြုကြဖို့ပါပဲအဲ့တော့တန်ဃာကိုအာယုံမပြုနိုင်ဘူးဆိုရင်မိမိတို့သင်္ကန်းအလှသည်ရိုးရိုးသင်္ကန်းအလှဖြစ်သွားလိမ့်မယ်ကထိန်သင်္ကန်းအလှလုံးဝမဖြစ်ဘူးဘလောက်ပဲကထိန်ဆိုင်မုတ်တွေတင်တန်ဃာကိုအာယုံမပြုနိုင်ဘူးဆိုရင်နော်အဲ့ဒါကထိန်သင်္ကန်းအလှမဟုတ်ဘဲနဲ့တာမန်ရိုးရိုးသင်္ကန်းအလှဖြစ်သွားတယ်ပေါ့ဒါကြောင့်ကထိန်သင်္ကန်းစက္ကတ်တဲ့အခါမှာသာသနာတစ်ခုလုံးရှိတန်ဃာကိုကြီးမှန်းပြီးတော့ဣမံကတိနာစီဝရဤကထိန်သင်္ကန်းအဝတ်ကိုတန်ဃတ္တသာသနာလုံးမှာရှိတဲ့တန်ဃာတော်အားဒီမှကတ်လူကြပါကုန်၏ဒီလိုမျိုးနှုတ်ကလည်းဆိုစိတ်ကလည်းတန်ဃာကိုအာယုံမှန်းပြီးလူရတာအဲ့ဒါဟာဒကာဒကာမတို့ရဲ့အခန်းကဏ္ဍဖြစ်တယ်ပေါ့ပြီးနောက်တစ်ခုကကထိန်သင်္ကန်းကတ်လူတဲ့သင်္ကန်းသည်ဝီနီးတော်နဲ့အညီဆက်ချုပ်လုပ်ထားတဲ့သင်္ကန်းလည်းဖြစ်ရမယ်ပေါ့ဟိုဘုရားလက်ထက်တုန်းကကြတော့အလူရှင်တွေကပိဿကိုပဲလှူတာအလူရှင်တွေကပိဿကိုလှူတယ်ယဟန်တော်တွေကအဲ့ဒီပိဿကိုအလူခံပြီးတော့ဓာခွဲဓာဖြက်ကိုယ့်ဟာကိုယ်ချုပ်လို့ရတယ်ပြီးရင်ဆေးဆိုးရတယ်ယဟန်တော်တွေနည်းနည်းတော့အလုရှုပ်သွားတယ်ဒါကြောင့်ရှေးခေတ်ကအဲ့လိုပိဿကိုလှူတဲ့အတွက်ကြောင့်သင်္ကန်းချုပ်ဖို့အချိန်လိုတယ်ဒါကြောင့်မနဲ့စောစောလှူကြတယ်မနဲ့စောစောလှူတယ်ဆိုရင်သင်္ကန်းချုပ်ဖို့အချိန်စိုးဖို့အချိန်တွေရတယ်ဘာလို့လဲဆိုတော့နေ့မကူရဘူးလေကထိန်ကဒီနေ့သင်္ကန်းလှူရင်ဒီနေ့ပဲခင်းရတာနောက်တနေ့မှခင်းလို့မရဘူးရက်ကူးသွားရင်မအဆက်တော့နေ့ကူးသွားရင်မအဆက်ဘူးဒီနေ့လှူဒီနေ့ခင်းမယ်ဒီနေ့ခင်းမှာကြတော့ချုပ်ပြီးသားဆေးဆိုးပြီးသားတွေဖြစ်တယ်အစင်သင့်ပဲပေါ့နော်ချုပ်ပြီးသားဆိုးပြီးသားဖြစ်တဲ့အတွက်ကြောင့်တန်ဃာတော်များတတ်တာသွားတယ်အလွယ်တကူနဲ့ပိန်တဲဝင်ပြီးတော့ကမ္မဝါစာနဲ့ဖတ်ပြီးသင်္ကန်းပေးကြုံပဲကထိန်ခင်းကြုံပဲအေးဒါပေမဲ့အဲ့ဒီကထိန်ခင်းမဲ့သင်္ကန်းသည်ဝိနည်းတော်နဲ့အညီဆက်ချုပ်လုပ်ထားတဲ့သင်္ကန်းဖြစ်ဖို့တော့လိုတယ်ပေါ့တွေ့ကြရာသင်္ကန်းနဲ့ကထိန်ခင်းလို့မရဘူးဓာခွဲဓာဖြက်လို့ခေါ်တယ်ချုပ်ရိုးတွေအကုန်လုံးကိုဖြတ်ချုပ်ထားတဲ့သင်္ကန်းဖြစ်ရမယ်ပေါ့ဆိုတော့ဓာခွဲဓာဖြက်သင်္ကန်းဖြစ်မှသာ
ကထိန်ခင်းကောင်းတယ်ယနေ့ခေတ်တော့လူတော်တော်များလဲသိလာကြတော့သင်္ကန်းဆိုင်တော်တော်များများကဝိနည်းတော်နဲ့အညီချုပ်လုပ်ပြီးရောင်းချလာကြတာကောင်းတယ်ကုသိုလ်လဲရဝမ်းလဲဝဆိုတာမျိုးပေါ့မိမိတို့သင်္ကန်းတိုက်ကချုပ်လုပ်ထားတဲ့သင်္ကန်းတွေဟာဝိနည်းတော်နဲ့ညီမယ်တန်ဃာတော်တွေဆက်ဆက်သုံးဆက်နိုင်ကြပါစေဆိုတဲ့မေတ္တာစိတ်ကလေးထားရင်မိမိတို့မှာကုသိုလ်တွေဖြစ်နေတာစီးပွားရေးအရငွေကြေးယူပြီးတော့ရောင်းချရပြီမဲ့လှူဒန်းတဲ့သူတွေလည်းစိတ်ချမ်းသာကြပါစေတန်ဃာတော်တွေလည်းဆက်ဆက်သုံးဆက်နိုင်ကြပါစေဆိုတဲ့စိတ်လေးထားပြကြမယ်ဆိုရင်ကုသိုလ်တွေဖြစ်နေတာအဲကြောင့်ပရိက္ခရာရောင်းချတဲ့ပုဂ္ဂိုလ်တွေကအကျိုးအမြတ်ထက်ဝိနည်းတော်နဲ့အဆက်မှုကိုကြည်တင်တယ်ပေါ့ဒါမှကုသိုလ်ရတဲ့စီးပွားရေးလို့ပြောလို့ရတယ်တန်ဃာတော်တွေဆက်ဆက်သုံးနိုင်ကြပါစေလို့ရည်ရွယ်တယ်။ကြောင့်ပရိက္ခရာရောင်းချတဲ့ပုဂ္ဂိုလ်တွေမိမိတို့ဆိုင်မှာဝိနည်းတော်နဲ့မညီတဲ့ဥစ္စာတွေကိုမတင်သင့်ဘူး။ဥပမာဦးဇင်းတို့တင်းပိုင်တွေဆိုလို့ရှိရင်ဂွင်းချုပ်တွေပါတယ်မရောင်းသင့်ဘူးပေါ့။တချို့ဆိုင်တွေမှာနားမလဲတော့ဂွင်းချုပ်တွေပါတယ်ရောင်းကြတာရှိတယ်။လူတွေရဲ့ပစိုးနဲ့သွားတူတယ်။ဘုန်းကြီးရဲ့တင်းပိုင်ဒီဂွင်းချုပ်မဖြစ်ရအောင်နော်ဂွင်းချုပ်မဖြစ်ရအောင်အဲ့တော့ဆိုင်ရလူတွေကအလွယ်တကူရောင်းချလိုက်တော့ဘုန်းကြီးတွေလည်းဝတ်ကြတာပေါ့တွေ့ရတယ်တခါတလေဘုန်းကြီးတွေလည်းအဲ့လိုဂွင်းချုပ်ကြီးတွေဝတ်ထားတာတွေ့တယ်အဲ့တော့သင်းပိုင်ဒီဂွင်းချုပ်မဖြစ်ရဘူးလူပစိုးနဲ့တူတယ်ယဟန်အဝတ်ဒီလူအဝတ်နဲ့မတူရဘူးအဲကြောင့်ပရိက္ခရာသင်္ကန်းတွေရောင်းချတဲ့ပုဂ္ဂိုလ်တွေကအဲ့လိုဂွင်းချုပ်သင်းပိုင်တွေကိုမလုပ်သင့်ဘူးပေါ့နောက်တစ်ခါအန်တကိုက်ရွှေခံအင်ကြီးလို့ခေါ်ကြတယ်တကယ်တော့ကိုဘက်ဆိုရင်တင့်တော်ပြီအထက်မှာရွှေခံတဲ့အနေနဲ့ကိုဘက်ရောင်းချရင်တင့်တော်တယ်ကိုဘက်မဟုတ်ဘဲနဲ့အဲ့ဒီအန်တကိုက်အင်ကြီးတချို့အမျိုးသမီးတွေဝတ်တဲ့အင်ကြီးနဲ့တောင်တူသေးတယ်အဲ့တော့အတွင်းခံအင်ဂျီပုံစံမျိုးတွေချုပ်လုပ်ပြီးတော့ရောင်းချကြတာမျိုးတွေမလုပ်သင့်ဘူးပေါ့ကိုယ်စည်းဝါးအမြတ်ရဖို့အတွက်ဝိနည်းတော်နဲ့မညီတာတွေချုပ်လုပ်ရောင်းချကြမယ်ဆိုရင်ကုသိုလ်မရတဲ့အပြင်ကိုစေတနာဇိုးတွေပါသွားခဲ့ရင်သာသနာဖြစ်တဲ့စီဝါရေးဖြစ်သွားနိုင်တယ်။သာသနာဖြစ်စီဝါရေးဖြစ်သွားနိုင်တယ်။ဘာသာသနာဖြစ်မလဲဆိုတော့လိင်္ဂသာသနာအသွင်ကိုဖြစ်စီရရောက်တယ်ပေါ့။ယဟန်တော်တွေရဲ့ကြီးညိုပွဲအသွင်ပြင်တွေကိုဖြစ်စီရရောက်တယ်။ဒီအင်ဂျီနဲ့ယဟန်တော်နဲ့ဘလို့မှမလိုက်ဖက်ဘူး။အဲ့တော့ယဟန်တော်ရဲ့အသွင်ပြင်ကိုဖြစ်စီတဲ့လိင်္ဂသာသနာကိုဖြစ်စီရရောက်တယ်။မိမိတို့ရဲ့စီးပွားရေးဒီသာသနာဖြစ်စီးပွားရေးမဖြစ်ရဘူး။သာသနာကို supporting လုပ်နိုင်တဲ့စီးပွားရေးဖြစ်တဲ့နဲ့ပေါ့။ဒါကြောင့်ဂွင်းချုပ်သင်းပိုင်မျိုးမလုပ်သင့်ဘူးအန်တကိုက်အင်ဂျီမျိုးချုပ်လို့ရောင်းချတာမဖြစ်သင့်ဘူးတတိပြုစရာလေးတွေဖြစ်ပါတယ်နော်အေးကောင်းပြီအဲ့ဒီတော့နံပါတ်2အနေနဲ့တရားဓမ္မများဘက်ကကထိန်သင်္ကန်းဆက်ကလူတန်းတဲ့အခါမှာဝိနည်းတော်နဲ့အညီချုပ်လုပ်ထားတဲ့သင်္ကန်းဖြစ်ဖို့လိုတယ်နံပါတ်1ကတန်ဃာကိုအာရုံပြုရမယ်နံပါတ်2ကဝိနည်းတော်နဲ့အညီချုပ်လုပ်ထားတဲ့သင်္ကန်းဖြစ်ရမယ်ပေါ့ဒါတရားဓမ္မတို့ဘက်ကယနေ့ခေတ်မှာတတိပြုရမယ့်အချက်တွေဖြစ်တယ်နောက်ဆရာရောတက္ကရောနှစ်ဦးလုံးတတိထားရမယ့်အချက်ရှိသေးတယ်အဲ့ဒါကတော့ပွဲလန်းသဘင်ပဲပွဲလန်းသဘင်ဆိုတာဗုဒ္ဓအလိုတော်ကြမဟုတ်ဘူးဒါကဥစ္စာလို့အချိန်ချင်းထက်ထက်ပြောနေရတယ်ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာဘာသာရေးအကြောင်းပြုသာသနာရေးအကြောင်းပြုပြီးတော့ပွဲလန်းသဘင်တွေလောက်တာအလွန်များတယ်သာသနာပြုတလူလိုနဲ့သာသနာဖြတ်နေတာအဲ့ဒါကပွဲလန်းသဘင်ဆိုတာဘယ်နည်းနဲ့မှသာသနာပြုမဖြစ်ဘူးကုသိုလ်မရဘူးဖျားပွဲအကြောင်းပြုကထိန်ပွဲအကြောင်းပြုဂုံပြုပူဇော်ပွဲအကြောင်းပြုရှင်ပြုယဟန်ကံအကြောင်းပြုပွဲတွေကျင်းပကြတာဟာဓမ္မနဲ့လည်းမညီဘူးဝိနည်းနဲ့လည်းမညီဘူးဝိနည်းထဲမှာဆိုလို့ရှိရင်ယဟန်တော်များသည်
တီဆိုတီမုတ်ကခုံချင်းကိုကိုယ်တိုင်လည်းမလုပ်ရဘူးသူများကိုလည်းမခိုင်းရဘူးအဲ့တော့ယဟန်တော်တွေကိုယ်တိုင်ကအေးတခါကြီးလို့ပွဲမငားကြဘူးလားဆိုင်းတွေမထဲကြဘူးလားသွားငားသွားထက်မခိုင်းရဘူးအဲ့လိုဆိုလူတွေကခွင့်တောင်းခဲ့ရင်ရောခွင့်မပြုရဘူးပဲအေးတခါကြီးလို့ကောင်းတယ်ငားကြလောက်ကြလို့ခွင့်မပြုရဘူးလူတွေကမသိလို့လောက်ခဲ့ရင်တော့ဘုန်းကြီးကတားရမှာဖြစ်တယ်ပေါ့လူတွေကအသိဉာဏ်နဲကြတယ်ဘုသူတာနဲကြတယ်အကုသိုလ်အလုပ်ကိုကုသိုလ်အလုပ်လို့ထင်နေကြတယ်လူငယ်တဘာဝအလျောက်ပြောခြင်းပါခြင်းလဲဆိုရင်လဲဖယားဝန်းထဲမှာမလောက်ကြနဲ့ပေါ့ကျောင်းဝန်းထဲမှာမလောက်ကြနဲ့ပေါ့ဖယားဝန်းကျောင်းဝန်းဆိုတာတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်အေးအေးချမ်းချမ်းနဲ့စာသင်စာချတရားအထောက်ရတဲ့နေရာတွေဖြစ်ပါတယ်အဲ့တော့ဖယားဝန်းထဲမှာမစူညံရဘူးကျောင်းဝန်းထဲမှာမစူညံရဘူးနော်အတန်ဆက်ဆက်တွေဘောက်တွေရှိသမျှအကုန်ငှားရမ်းပြီးတော့တချင်းတွေနော်သာသနာတော်နဲ့လည်းဘာမှမသက်ဆိုင်တဲ့တချင်းတွေဖွင့်နေကြတာဟာကိုရင်တွေဦးစင်းတွေရဲ့တမာတိကိုပြပြားစေတယ်ပေါ့စဉ်းစားကြည့်လေကျောင်းဝန်းထဲမှာအတန်ဆက်ဆက်ကြီးတွေနဲ့တချင်းတွေဖွင့်ထားမယ်ဟိုဘာသာကြားတွေဒါခဏထားအောင်သေးနော်ကျောင်းဝန်းထဲမှာရှိတဲ့ကိုရင်တွေဦးစင်းတွေဘယ်နဲ့လောက်ကြမှာတော့ဒီကလေးတွေပုထုဇဉ်လေးပဲရှိသေးတယ်လေဒီကိုရင်တွေဦးစင်းရဲ့ဦးစင်းလေးတွေကပုထုဇဉ်ပဲရှိအောင်မယ်ဒီတချင်းတန်ကြီးတွေအကျယ်ကြီးတွေနဲ့အဲ့ကိုရင်တွေဦးစင်းတွေဘလို့တရားထိုင်ကြမှာတော့ဘလို့စာတွေကြက်ကြမှာတော့နော်အတန်ချက်ဆက်ကြီးအဲ့လောက်အကျယ်ကြီးဖွင့်နေကြရင်စာဘလို့ကြက်မှာတော့တရားတွေဘလို့အထုတ်ကြမှာတော့လည်းနဲ့တရားဓမ္မတို့စဉ်းစားကြည့်လေးလေးလေးနဲ့အဲ့တော့သာသနာဝင်ဖြစ်တဲ့သာသနာတွင်သားဖြစ်တဲ့ယဟန်တန်ဃာတော်များလည်းအစိမ့်မပြေဘူးအယူမတူဘာသာမတူတဲ့ဘာသာကြားတွေဆိုရင်ပို့တော်မှစိတ်ထဲမှာစနှုတ်စနှောက်ဖြစ်ကြအောင်မယ်အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကလည်းဝိနည်းတော်အရာပွဲလန်းတပင်ကိုလုံးဝခွင့်မပြုဘူးတုတ်တန်တရားဒေသနာတော်အရာလည်းမြတ်စွာဘုရားကစူညံမှုကိုလုံးဝခွင့်မပြုဘူးစကားပြောတာတောင်မှမြတ်စွာဘုရားကအတန်ကြဲကြဲစူစူညံညံပြောတာကိုမနှစ်သက်ဘူးလက်မခံယနေ့ခေတ်လိုအတန်ရှက်ဆက်တွေဖွင့်ဖို့နေတာစကားအော်ကျဲပြောလို့ဆိုပြီးအရှင်သာရိပုတ္တရာနဲ့အရှင်မောက္ကလန်တို့ရဲ့တပည့်တွေကိုမြတ်စွာဘုရားမောင်းထုတ်ဘူးတယ်မစိမ့်တယ်တူတယ်လို့တောင်ဘုရားပြောဘူးတယ်မစိမ့်တယ်တွေငါးလူနေကြသလိုပဲစူညံလှုပ်လို့မြတ်စွာဘုရားမောင်းထုတ်ဘူးတယ်အဲ့လိုစူညံတဲ့ပုံကိုယ်တွေနဲ့ငါဘုရားမနေလို့ဘူးတရားဓမ္မတို့တတိပြုရမယ်ဒါနောက်အဘိဓမ္မာအရာကိုကြည့်လိုက်တဲ့အခါကျတော့ကုသိုလ်ရသလားဆိုရဘူးအကုသိုလ်ပဲနော်အကုသိုလ်ပဲအဲ့တော့ပွဲငားတာတွေပွဲလှူတာတွေကလှူတယ်လို့ဆိုပေမဲ့ကုသိုလ်ရသွားတာမဟုတ်ဘူးနော်အဲ့ပွဲကုန်ကြစည်ကိုငါလှူတယ်ကွာလို့ဘယ်တော့ပဲပြောအဲ့ဒါအကုသိုလ်ပဲလှူတာမဟုတ်ဘူးအကုသိုလ်ပဲအဲ့တော့ဝိနည်းနဲ့ကြည့်တော့လဲအာဘကမလွတ်ဘူးတုတ်တန်တရားဒေသနာနဲ့ကြည့်လိုက်တော့လဲဘုရားရှင်နှိမ်ထုံးမဲ့ကိစ္စမျိုးနော်ဘုရားရှင်နှိမ်ထုံးခံရမဲ့ကိစ္စမျိုးဘုရားရှင်ကစုညံတာမကြိုက်ဘူးကိုဟုတ်အဘိဓမ္မာအနေနဲ့ကြည့်လိုက်တော့လဲဒါအကုသိုလ်ဖြစ်မဲ့ကိစ္စကြီးဒါကြောင့်ကထိန်ပွဲကိုအကြောင်းပြုပြီးတော့စူးစူးညံ့ညံ့လေးမလုပ်တင်ဘူးပေါ့တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်နဲ့ပဲဆရာတကာလောက်ရမယ်ကိစ္စတွေဖြစ်တယ်ပေါ့ဒါကြောင့်မသိနားမလဲလို့တရားဓမ္မတွေကပွဲထည့်ခြင်းလဲဆိုရင်တော့ဦးဇင်းတို့တန်ဃာတော်များဘက်ကတားမြစ်ရမှာဖြစ်တယ်အဲ့လိုပွဲအတွက်ကုန်ကြမဲ့ဇယိတ်စကားတွေကိုပရိယတ္တိသာသနာပฏิပတ်တိသာသနာတော်အတွက်လှူဒန်းပေးလိုက်မယ်ဆိုဘယ်လောက်အကျိုးများမလဲနော်ပွဲအတွက်ကုန်ကြစရိတ်ကိုစာသင်တိုင်းဆိုရင်လည်းစာသင်တိုင်းမှာစာသင်သားလေးတွေလိုအပ်တဲ့ဈေးဝါးတွေစာသင်သားလေးတွေလိုအပ်တဲ့စာအုပ်စာတမ်းတွေစာသင်သားလေးတွေလိုအပ်တဲ့တပိတ်သင်္ကန်းပရိက္ခရာတွေလှူဒန်းနိုင်ဘယ်လောက်အကျိုးများမလဲအဲ့တော့သာသနာထဲကိုရောက်လာတဲ့အလှူကနည်းနည်းပွဲအတွက်ကုန်ကြသွားတာကများများဖြစ်နေကြတယ်လीဒါပြုပြင်သင့်တယ်ပေါ့နော်မြန်မာနိုင်ငံမှာပြုပြင်သင့်တယ်အဲကြောင့်ဘာသာရေးကိစ္စသာသနာရေးကိစ္စအကြောင်းပြုပြီးတော့ပွဲတွေထဲ့တဲ့အစဉ်အလာတစ်ခုလုံးကိုပြောင်းလဲသင့်ပါပြီတိုင်းပြည်ကချမ်းသာနေတာမဟုတ်ဘူးတိုင်းပြည်ကဒုက္ခရောက်နေတာတိုင်းပြည်ကဆင်းရဲနေတာအဲ့တော့မကုံသင့်တာတွေမကုံရအောင်ဆရာတကာညီညွတ်စွာနဲ့ဦးဇင်းတို့စ조사ဆောင်ရွက်သင့်ပါပြီ
ငွေကိုရင်ကုန်တဲ့လောက်သာသနာမှာအကျိုးများသွားတယ်ဆိုရင်တော့ကောင်းတာပေါ့ဒါကြောင့်ဦးဇင်းတို့တောင်မြို့မဟာကဏ္ဍဆရာတော်ဘုရားကြီးကကထိန်ကိစ္စနဲ့ပတ်သက်ပြီးတော့တခါတခါမှတွေပြုပြင်စရာအချက်၃ချက်ကိုပြောတယ်နံပါတ်1ပွဲလဲသပင်လုံးဝမထည့်ပါနဲ့နံပါတ်2မိမိတို့လှူဒန်းလိုက်တဲ့ပစ္စည်းသည်တန်ဃာတော်များအတွက်အသုံးတက်ဤမတက်ဤစဉ်းစားပါနံပါတ်3ကိုလှူလိုက်တဲ့ဥစ္စာသည်ပရိယတ္တိသာသနာသို့မဟုတ်ပฏิပတ်တိသာသနာတော်အတွက်အထောက်ပံ့တကယ်ဖြစ်သွားရဲ့လားဆိုတာကိုသုံးသပ်ပါဒါကထိန်ကိစ္စမှာဆရာတော်ကြီးကတက္ကရာမတွေသုံးသပ်ဖို့အတွက်ကိုလမ်းညွှန်ချက်3ခုပေးထားခဲ့တယ်ဒါကြောင့်ဦးဇင်းတို့ငွေတွေအများကြီးကုန်ကြနေကြပြီမဲ့သာသနာထဲကိုစီးဆင်းလာတဲ့ငွေပမာဏကနည်းပါတယ်သာသနာထဲကိုစီးဆင်းလာတဲ့ငွေပမာဏကနည်းတယ်အဲ့လိုအပျော်ပါးတွေပကာသနာတွေအတွက်ကုန်သွားတာကပိုများတယ်ဒါကြောင့်ဦးဇင်းတို့ပကာသနာတွေမပါပွင့်လန်းတဲ့ပင်မပါဘဲနဲ့အေးချမ်းနဲ့သာသနာရေးကိစ္စဘာသာရေးကိစ္စတွေလုပ်နိုင်အောင်စူးစမ်းသင့်ပြီလို့ဆိုလိုပါတယ်နော်အေးကောင်းပြီအဲ့တော့ဒီနေ့တရားကိုပြန်ပြီးချုပ်ရရင်ကထိန်ဆိုတာဘာလို့မြင့်မြတ်တာလဲလို့မေးရင်နံပါတ်1တန်ဃာတော်များပယောကလုံးဝမပါစေရဘူးတိုက်ရိုက်ဖြစ်စေတော်ဝါရေးဖြစ်စေလုံးဝမပါစေရဘူးဒါကြောင့်မြင့်မြတ်တဲ့ကထိန်သင်္ကန်းလို့ခေါ်တယ်အလူရှင်တရားဓမ္မတွေဘက်ကလည်းပုဂ္ဂလိကပုဂ္ဂိုလ်ကိုအာရုံမပြုဘဲနဲ့တန်ဃာကိုရည်မှန်းပြီးလူရတာမို့လို့မြင့်မြတ်တဲ့ကထိန်သင်္ကန်းလို့ပြောရတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့လူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့ကထိန်သင်္ကန်းအလှဒီမြင့်မြတ်တဲ့ကထိန်သင်္ကန်းဖြစ်အောင်တန်ခါကုံကိုအာယုံကြည့်လူရမယ်လို့နားလည်သဘောပေါက်ပြီးတော့ဘယ်เจ้าတိုင်းမှာပဲလှူဘယ်မှာပဲလှူမြတ်စွာဘုရားအလိုတော်ကြပကာသနမပါဝန်းလန်းသဘင်တွေမပါပဲနဲ့ပြုလုပ်နိုင်တဲ့ဒါနကုသိုလ်တွေဖြစ်အောင်ကြိုးစားအထောက်ပြီးတော့ဘုရားဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်တည်းသာဓုသာဓုသာဓုဣမံကတိနာစီဝရံတံဂတဒေမဣမိနာစီဝရေနကတိနံအထရထဣမံကတိနာစီဝရံဤကထိန်သင်္ကန်းကိုတံဂတတန်ဃာတော်အပေါင်းအားဒေမယိုသေးစွာကတ်လူကြပါကုန်၏အရှင်ဖျားဣမိနာစီဝရေနဤသင်္ကန်းဖြင့်ကတိနံကထိန်ကိုအထရထခင်းတော်မူကြပါဗျာသာဓုသာဓုသာဓုအခမ်းအနားအစီအစဉ်6အရာလူရမှုအစူးစုတို့အတွက်ရေစဲသွန်းချအမျှပေးဝေရန်ဖြစ်ပါတယ်ဆရာတော်အရှင်သူမြတ်ဖေဟာယနေ့လူရမှုအစူးစုတို့အတွက်ရေစဲသွန်းချအမျှပေးဝေပေးပါရန်ယူသည်လေးစားစွာလျှောက်ထားပန်ကြားအပ်ပါတယ်ဆရာတော်အရှင်သူမြတ်ဖေဟာအလုံးရေစက်ခွက်တခါတည်းကိုင်းပြီးတော့လိုက်ဆိုကြရအောင်အရှင်ဖျားဘုရားတပည့်တော်တို့သည်ဤမဟာဝိဟာရကျောင်းတိုင်း၌ပုရိမဝါမှာထတော်မူကြကုန်သောတန်ဃာတော်အရှင်သူမြတ်တို့အားကထိန်သင်္ကန်းအလှူတန်ဃာတော်အရှင်သူမြတ်တို့အားမွန်မြတ်သောခဲဘွယ်ဘောဇဉ်အလှူပစ္စည်း၄ပါးအလှူတို့ကိုရိုသေစွာလှူဒန်းကြပါကုန်၏အရှင်ဘုရားဤကုသိုလ်ကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအထောက်ပံ့ကောင်းသည်ဖြစ်ပါစေသာအရှင်ဘုရားဤကုသိုလ်ဤဖို့ဘာကကို
မိဘဆရာ မိဘဆရာ တန်ဃာတော်အပေါင်း တန်ဃာတော်အပေါင်း ခာယကဒါဟိကာမအပေါင်း ကာယကတာယိကာမအပေါင်း နတ်အပေါင်းနှင့်တကွ နတ်ပေါင်းနှင့်တကွာ တတ္တဝဟုသမျှတို့အား သတ္တဝါဟုသမျှတို့အား မြာပေးဝေကြပါကုန်၏ အမြပေးဝေကြပါကုန်၏ မြာရကြ အ ၍ မြရကြ ကျမ်းမာကြသည် ၍ကျမ်းမာကြသည် ချမ်းသာကြသည် ချမ်းသာကြသည် ဝမ်းသာကြသည် ဝမ်းသာကြသည် ဖြစ်ကြပါစေသော ဖြစ်ကြပါစေသော အလုံးကြာကြာသမျှအမြအမြအမြဇီရောမူကြပါကုန်သောတာတုတာတုတာတုအလုံးကြာကြာသမျှအမြအမြအမြဇီရောမူကြပါကုန်သောတာတုတာတုတာတုအလုံးကြာကြာသမျှအမြအမြအမြဇီရောမူကြပါကုန်သောတာတုတာတုတာတု ခန္ဓာအစီအစဉ်ခုနှစ်အရာအခမ်းအနားပြီးဆုံးပြီဖြစ်ပါ၍ဗုဒ္ဓသာသနာစိရန်တိတ္တုသုံးညင်ရွဆို၍အခမ်းအနားကိုရုပ်သိမ်းပေးပါရန်ယိုတိလေးစားစွာလျှောက်ထားအပ်ပါသည်ဆရာတော်အရှင်သူမြတ်တို့ဗျာ ဗုဒ္ဓသာသနာစိရန်တိတ္တုဗုဒ္ဓသာသနာစိရန်တိတ္တုဗုဒ္ဓသာသနာစိရန်တိတ္တုသာဓုသာဓုသာဓု သာ